ဟုတ်အဲ့ဒါဆိုရင်ကျွန်တော်တို့ထည့်စရာအကြောင်းပြန်ပြောပါနော်ထည့်စရာဆိုတာဒီကျွန်တော် program လေးတွေရေးတဲ့အခါမှာလှုပ်ဆောင်ချက်တွေကိုမှတ်ထားဖို့ပေါ့နော်အဓိကအဖြစ် data တွေပေါ့ဥပမာအသက်လိုမျိုးပြီးတော့နာမည်လိုမျိုးအဲ့လို data တွေကိုကျွန်တော်တို့ memory မှာတင်ထားပြီးတော့ပြန်သုံးဖို့ပေါ့နော်အဲ့လိုပြန်သုံးဖို့အတွက်ကျွန်တော်တို့ထည့်စရာလေးလိုတယ်ပေါ့နော်ထည့်ထားပြီးတော့ပြန်ယူသုံးဖို့ပေါ့အဲ့ဒါကျွန်တော်ထည့်စရာလေးလိုတယ်အဲ့ဒါကိုကျွန်တော်တို့ programming မှာဆိုရင်တော့ variable လို့ခေါ်တယ်ဒီမှာကျွန်တော်ထည့်စရာလို့ဆိုပြီးတော့ဟုတ်တာပေါ့နော်စီလျောင်ဘာသာပြန်လာတာပေါ့သူ့ရဲ့ English လို့အခေါ်ကတော့သူက variable variable ဆိုပြီးဒီမှာတွေ့လိမ့်မယ်နော်အမှကျွန်တော်အဲ့တော့အခုကကျွန်တော်ဗမာလိုပဲရှင်းနေအောင်တောင်းဆိုဗမာလိုပဲတုံးရတာပေါ့နော်ဗမာလိုကျွန်တော်ကထည့်စရာဆိုပြီးတော့နာမည်ပေးတာvariable ကိုဗမာလိုတက်တက်ကြီးဘာသာပြန်ရင်တော့ပြောင်းလဲနိုင်တော့လို့အဓိပ္ပာယ်ရတာပေါ့နော်အပြောင်းလဲရှိတဲ့ကောင်အဲ့တော့ထည့်စရာဆိုတော့လဲကျွန်တော်ဗမာလိုဘာသာပြန်တယ်ကိုထည့်စရာတခုလည်းမှကျွန်တော်ထည့်ညာထည့်လိုက်ရတယ်ဒီမှာအကျွေးစည်းလေးထည့်မလားဒါမှမဟုတ်လဲလောက်စလုံးလေးထည့်မလားအဲ့လိုမျိုးပြီးတော့အဲ့လိုမျိုးအဲ့တော့ထည့်လွတ်လပ်လပ်ကိုထည့်ချင်တာထည့်လို့ရတဲ့ဟာမလို့ကျွန်တော်ထည့်စရာဆိုပြီးတော့အဲ့လိုမျိုးစီလေးအောင်ပေးလိုက်တယ်ပေါ့နော်အဲ့တော့ဆီယာမတို့ကတော့ဘယ်လိုပေးလဲမသိဘူးကိုဘာသာစကားနဲ့ပတ်သက်ပြီးတော့ဟိုထည့်စရာပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ထည့်စရာတခုဖန်ပြီးတော့နော်ဒီမှာမူရင်းသူကထည့်စရာ my variable ဆိုပြီးတော့တခုရှိတယ်အဲ့ဒါကိုကျွန်တော်မလို့ချင်းဖြတ်ပလိုက်လို့ရတယ်အဲ့ဒါကြာလေးဖြည့်ပြီးတော့ထည့်စရာဖြတ်သိမ်းလိုက်အဲ့ကောင်မရှိတော့အဲ့တော့ကျွန်တော်အလုံးအတစ်တခုဖန်နေမှာဆိုရင်ထည့်စရာတခုဖန်နေရင်ဆိုတာကိုနှိပ်လိုက်မယ်နှိပ်လိုက်ရင်သူကထည့်စရာရဲ့နာမည်ပေါ့နော်ဥပမာကျွန်တော်ဒီခွက်ကလေးကိုနာမည်ပေးလိုက်ပါပေါ့အဲ့ထည့်စရာထည့်စရာရဲ့နာမည်ကနာမည်ဆိုတော့နော်ရမဆိုတော့ရမအဲ့တော့ဇာတ်ရုပ်အားလုံးအတွက်သူကအဲ့ခွက်ကလေးကဒီထည့်စရာလေးကဇာတ်ရုပ်အားလုံးအတွက်လားဒါမှမဟုတ်ဇာတ်ရုပ်တစ်ခုတည်းအတွက်လားဆိုတော့သတ်မှတ်ပေးရတယ်တကယ်လို့ကျွန်တော်ဒီဇာတ်ရုပ်တစ်ခုတည်းအတွက်ဆိုရင်ဒါကံကောင်းလေးအတွက်ပေါ့နော်ဒီဆိုတော့ဒီကောင်ဒီရုပ်လေးအတွက်ပဲတခြားအရုပ်တွေကအဲ့ဒီထည့်စရာကိုသုံးလို့မရအောင်အဲ့တော့ဒီဇာတ်ရုပ်တစ်ခုတည်းအတွက်ဆိုပြီးတော့ကျွန်တော်တို့ကလုပ်လိုက်မယ်ပြီးရင် okay ရပြီဆိုပြီးလုပ်မယ်အဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာရမှတ်ဆိုတဲ့ထည့်စရာလေးတစ်ခုရပြီအဲ့ထည့်စရာလေးတွေမှာကျွန်တော်တို့အခုကရမှတ်ဆိုပြီးတော့ပြီးတော့ကျွန်တော်အမှတ်တွေတင်ပါပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ program လေးတစ်ခုရှိမယ်ဘာ program ဆိုတော့ကျွန်တော်တို့ကြောင်းတက်ခဲ့တဲ့တစ်ချောင်းမှာအားလုံးကဒီ10တန်းကိုဖြတ်ကျော်ခဲ့တဲ့လူတွေပဲလို့ကျွန်တော်ထင်တယ်အဲ့တော့10တန်းကိုဖြတ်ကျော်တဲ့အခါမှာကျွန်တော်တို့40အမှတ်ဘာသာရက်တစ်ခုမှာပေါ့နော်အမှတ်40ရရင်အောင်တယ်ဗျာ85မှတ်ကျော်ရင်ကျွန်တော်တို့ဂုံတူးထွက်တယ်ပေါ့နော်အဲ40အောက်ဆိုတော့ကြားတယ်ပေါ့အဲ့တော့ကျွန်တော်ကရမှတ်ကိုမေးမယ်ရမှတ်ကိုမေးပြီးတော့အဲ့ရမှတ်အပေါ်ကြည့်ပြီးတော့ဒီကောင်အောင်လားကြားလားဒါမှဂုံတူးထွက်လာပေါ့နော်အဲ့ဒါကိုဆုံးဖြတ်ပေးတဲ့ program ရှိမယ်ပေါ့အဲ့တော့ကျွန်တော်ကဘယ်လိုရေးမလဲဆိုရင်ပထမဆုံးဒီအယုတ်လေးကကျွန်တော်တို့ရမှတ်ကိုမေးမှာပေါ့နော်ရမှတ်ဘယ်လောက်လဲပေါ့အဲ့လိုမေးစေချင်တဲ့အတွက်ကြောင့်ကျွန်တော်ထောက်လန့်အောင်သွားမယ်အမှတ်ဘယ်လောက်ရလဲပေါ့နော်အမှတ်ဘယ်လောက်လဲနာမည်ဘယ်လိုခေါ်လဲကိုဖြတ်ပြီးတော့အမှတ်ဘယ်လောက်ရလဲဆိုပြီးတော့ကျွန်တော်ရေးအမှတ်ဘယ်လောက်ရလဲလို့မေးမယ်โอเคအဲ့ဒါဘယ်ချိန်မှာမေးစေချင်တာလဲကျွန်တော်သုံးလို့ရတယ်ကြိုက်တာနဲ့ထိမ့်မယ်ပေါ့နော်ဘယ်အလန့်စိမ်းဤဇက်ရုပ်အနိဋ္ဌံဆိုအခါပေါ့အဲ့တော့ကျွန်တော်ကဒီကံကောင်းရုပ်လေးကိုဒီပြည့်တဲ့ရုပ်လေးကိုနှိပ်လိုက်ရင်သူအမှတ်ဘယ်လောက်ရပြီလဲလို့မေးပြီးစောင့်ပြီးတော့ကျွန်တော်တို့အမှဒီထဲမှာကျွန်တော်တို့ရိုက်ထည့်လိုက်ပြီဆိုရင်အဖြေကဒီအဖြေတွေကိုရောက်သွားတယ်နော်အဲ့ဒါသိတယ်မလားအဖြေပေါ့နော်အဖြေတွေကိုရောက်တယ်အဲ့ဒါမမိမယ်ထင်တယ်အဲ့တော့ကျွန်တော်တို့ကဒီအခုထဲစရာကိုဖန်တီးလိုက်တော့ဒီမှာအမှန်ချစ်ထားရင်ဒီမှာလဲ
ကန်ကောင်းရမှတ်ဆိုပြီးပေါ်နေတာတွေ့လိမ့်မယ်နော်အဲ့ဒါလေးကိုအဲ့လိုမျိုးမပေါ်စေချင်ဘူးဆိုရင်ကျွန်တော်တို့ဒီလိုမျိုးအမှန်ကြီးလေးဖြောက်လိုက်ရင်ဒီမှာလည်းပြောက်သွားတာတွေ့လိမ့်မယ်အဲ့ဒါတော့လိုအပ်ရင်သုံးမလိုအပ်ရင်လည်းမသုံးနဲ့ပေါ့နော် Okay အဲ့တော့ကျွန်တော်တို့ကဒီ program လေးကဘာလုပ်ပေးလဲဆိုရင်ဒီပြတန်းတော်လေးကိုနှိပ်လိုက်ရင်သူအမှတ်ဘယ်လောက်ရလဲလို့မေးပြီးတော့သူကစောင့်ဒီမှာအမှတ်ဘယ်လောက်ရလဲဆိုပြီးတော့မေးပြီးတော့သူကဒီမှာခဏရိုက်ထည့်ခိုင်းတယ်ပေါ့နော်ခဏရမဟုတ်ဘူးတခု data ကိုရိုက်ထည့်ခိုင်းတယ်ပေါ့အမှကျွန်တော် data ကို38မှတ်လို့38ပါနော်38ဆိုပြီးတော့ okay နှိပ်လိုက်ရင် okay နှိပ်ပြီးတော့ကျွန်တော်ဒီမှာအမှန်ချစ်ပေးလိုက်ရင်သူကဒီအဖြေထဲမှာ38ဆိုတော့သူထည့်ပေးတယ်ကျွန်တော်တို့ကဘယ်လိုလုပ်ချင်လဲဆိုတော့အဲ့အဖြေကိုဒီရမှတ်ထဲကိုထည့်ချင်တာအဲ့တော့ဘယ်လိုလုပ်မလဲဆိုတော့ရမှတ်ကိုအဖြေထားအဲ့လိုမျိုးလုပ်လိုက်ရင်ဒါ easy ရုံနဲ့ခံရတဲ့အခါမှာရမှတ်ဘယ်လောက်မေးရမှတ်အမှတ်ဘယ်လောက်ရလဲကိုမေးပြီးတော့သူကစောင့်နေမယ်စောင့်လို့မှကိုအဖြေရိုက်ထည့်လိုက်ရင်ရတဲ့အဖြေကိုသူကရမှတ်ထဲကိုထည့်ပါတော့ရမှတ်ကိုဖြည့်ထားအဲ့ဒါဆိုရင်ကျွန်တော်တို့ program လေးကဘယ်လိုဖြစ်သွားမလဲဆိုရင်ဒီမှာတော့ရမှတ်ကလောလောဆယ်0ပဲရှိတယ်အဲ့တော့အဖြေက38အဖြေက38ဆိုတော့ဒီဟာအခုနရက်ထည့်ထားတဲ့အဖြေပေါ့နော်ကျွန်တော်နောက်တစ်ခါထပ် try ကြည့်အောင်အခုအဖြေကလောလောဆယ်38နော်ကျွန်တော်ဒီပြတန်းအောင်ရက်တွေကိုနှိပ်လိုက်မယ်နှိပ်လိုက်ရင်အမှတ်ဘယ်လောက်ရလဲဆိုပြီးတော့မေးပြီမေးရင်ကျွန်တော်တို့ဒီမှာ69ပေါ့နော်69ဆိုရက်ထည့်လိုက်ရင် okay ဒီမှာအတည်ပြုပေးလိုက်အတည်ပြုပေးလိုက်ရင်ဒီမှာအဖြေလည်း69ရမှတ်ကလည်း69ပေါ့နော်အဲ့တော့သူကဘာလုပ်ပေးလဲဆိုတော့ဒီ block လေးကရမှတ်ကိုအဖြေထားဆိုတော့ရမှတ်ကိုသူကအဖြေရတဲ့အဖြေကိုဒီရမှတ်ထဲကိုထည့်ပေးလိုက်တယ်အဲ့တော့အဲ့ခွက်လေးတွေကိုသူထည့်လိုက်တာပေါ့နော်အဖြေကိုထည့်လိုက်တာပေါ့ထည့်စရာလေးရမှတ်ဆိုတဲ့ထည့်စရာလေးတွေကိုအဖြေကိုထည့်ပေးလိုက်တာအဲ့လောက်ထိနားလည်လားမသိနည်းနည်းရှုပ်လားဟုတ်နားလေတယ်ဆရာနားလည်ရှင်းနေဟုတ် Okay အဲ့တော့ကျွန်တော်တို့ကအဲ့ရမှတ်ကိုရပြီရမှတ်ကိုရတော့အဲ့ရမှတ်ကိုကျွန်တော်တို့ကဟုတ်တာပေါ့နော်ဟိုအခြေအနေစစ်ကြည့်မှာပေါ့ဒီကောင်က40ထက်ကြီးလားငယ်လား85ထက်ကြီးလားငယ်လားအဲ့ပုံမှာမူတည်ပြီးတော့ဒီကောင်ကဂုံလုံးထက်လားပါလားအဲ့လိုဖြေမှာအဲ့လိုဆိုတော့ကျွန်တော်တို့က condition စစ်ကမှာပေါ့နော်အခြေအနေကိုစစ်ကမှာစစ်မယ်ဆိုတော့ကျွန်တော်ဒီထိန်းချုပ်တဲ့ကိုသွားမယ်အကယ်၍တကယ်လို့နော်အကယ်၍များဒီစီမံနဲ့ကိုသွားမယ်စီမံနဲ့ကိုသွားပြီးတော့အကယ်၍ဒီရမှတ်ပေါ့နော်အဲ့တော့ရမှတ်က40ထက်ငယ်တာမှန်ရင်ပေါ့နော်40ထက်ငယ်တာမှန်ရင် okay အဲ့တော့အကယ်၍ရမှတ်က less than ပေါ့နော်40အဲ့ဒါရတာမှန်ရင်ဒါကြားတယ်ပေါ့နော်အဲ့တော့ကြားတယ်လို့ပြောဖို့ကဘာရှိမလဲဆိုတော့ဒီမှာမင်္ဂလာပါဟုပြောဆိုတာရှိတယ်အဲ့ဒါကိုပဲခေါ်ထည့်လိုက်ခေါ်ထည့်ပြီးတော့မင်္ဂလာပါမဟုတ်တော့ဘူးပေါ့နော်ဒီမှာကျွန်တော်ကကြားတယ်ပေါ့ကြားတယ်ကြားတယ်တကယ်လို့နောက်ထပ်အကယ်၍တခုထပ်ပြီးတော့သွားမယ်အကယ်၍ဒီမှာကျွန်တော်တို့ကဟုတ်တာပေါ့နော်40ထက်များပြီးတော့85ထက်ငယ်ရင်ပေါ့နော်သူကအောင်ရုံပဲအောင်တယ်ပေါ့ရိုးအောင်တယ်ပေါ့ကျွန်တော်အဲ့လိုပြောချင်တာအဲ့တော့ကျွန်တော်စီမံထဲမှာသွားမယ်ဒီမှာ2ကိုသုံးရတယ်နော်2အဲ့တော့အဖြေကသူကဒါနှစ်ခုဖြစ်လိမ့်မယ်အဲ့တော့ရှာမက sorry ရမက
85ထက်ငယ်ပြီးတော့85ထက်လည်းငယ်ရမယ်မိတူပေါ်တယ်နော်မိတူပေါ်ပြီးတော့85ထက်လည်းငယ်ရမယ်ဒီမှာကျတော့သူက39ထက်လည်းကြီးရအောင်ကျွန်တော် sorry ရမှတ်က39ထက်လည်းကြီးတာမှန်ရင်ပြောင်းပြန်ဖြစ်နေ sorry okay ရမှတ်က39ထက်ကြီးပြီးတော့85ထက်ငယ်တာမှန်ရင်ပေါ့နော်ဒီဟာသဘောပေါက်လားမသိ hello ဟုတ်ကဲ့နေရဝဲချာဒီဟာသဘောပေါက်လားမသိရမှတ်က85ထက်ငယ်ပြီးတော့39ထက်ကြီးတာမှန်ရင်သူကကျတော့ဘာဖြစ်မလဲရှိုးရိုးအောင်လေပေါ့နော်ရှိုးရိုးအောင်လေလို့ပြောမယ်ရှိုးရိုးအောင်လေဆိုပြီးသူကပြောတယ်နောက်ဆုံးဘာရှိမလဲဆိုတော့အကယ်၍ဒီထင်းချုပ်လေးပေါ်သွားအကယ်၍အဖြေကဒီကောင်မိတ်တူပေါ်လိုက်ရမှတ်က85 84ထက်ပေါ့နော်84ထက်ကြီးရမှတ်က84ထက်ကြီးတာမှန်ရင်ဂုဏ်ထူးထွက်ပါတယ်ဟောအဲ့လိုပြောဂုဏ်ထူးရပါတယ်ဂုဏ်ထူးနဲ့အောင်ပါနော်အဲ့ဒါဒီ program လေးကိုနားလည်လားမသိအဲ့တော့ကျွန်တော်တို့ဒီမှာဟုတ်ဆရာတော်ဒီ condition လေးကိုလောက်ပါတာပေါ့နော်သူကနှစ် operator ကိုသုံးတယ်ပေါ့ဒီနှစ်စီမံချက် logic စီမံချက်ပေါ့နော်ရုပ်ထိစီမံချက်ပေါ့နှစ်ကိုသုံးတယ်အကယ်၍ရမှတ်က85နဲ့ငယ်တာနဲ့39ထက်ကြီးတာမှန်ရင်ရိုးအောင်တယ်လို့ပြောမယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့ကျွန်တော်စမ်းကြည့်မယ်ဟုတ်ပြီတို့နှိပ်ကြည့်မယ်အဲ့မဲ့နဲ့တော့အမှတ်ဘယ်လောက်ရလဲဆိုပြီးတော့မေးပါပေါ့နော်အဲ့ဒါကျွန်တော်တို့ကထားပါတော့40ပေါ့နော် English ကနံပါတ်ရထည့်ရမှာနော်40လို့ပြောပြီးတော့ကျွန်မအတည်ပြုပြလိုက်ရင်အမှတ်က40ဆိုရိုးအောင်တယ်လို့ပြောမယ်နော် barely ပေါ့နောက်ထပ်နေအမှတ်ဘယ်လောက်ရလဲမေးမယ်ကျွန်တော်တို့ကထားပါတော့68sorry 23ပေါ့23ပဲဆိုရင်သူကဒါလိုကြတယ်ပေါ့ဒါ logic အတိုင်းမှာသွားတယ်နော်ဟုတ်ပြီအဲ့လိုမျိုးနောက်တစ်ခေါက်ကျွန်တော်တို့98ပေါ့နော်98ဆိုရင်သူကအဲ့လိုမျိုး condition ဆက်ပြီးတော့ဂုဏ်လေးနဲ့အောင်ပါတယ်အဲ့လိုမျိုးပြောပြီးအဲ့တော့ဒီ program လေးကိုလုပ်ကြည့်ပါအောင်လုပ်ကြည့်လို့အဆင်မပြေရင်ပြောပါနော်နားမလည်ရရှိရင်ပြောပါဟုတ်တခြားတော့ရလာမသိဘူးနည်းနည်းတော့ကြာပါတယ်အဆင်ပြေလားမသိဟုတ်ရတယ်ရနော်မရရလို့ရှိလားမသိမရလို့မရှိဘူးနော်အကုန်ရတယ်ဟုတ်အဲ့ဒီတော့ကျွန်တော်တို့ကအခုဆိုရင်ကျွန်တော်ကရမှတ်ကိုပဲဆိုတာပေါ့နော်ရမှတ်ကိုပဲရမှတ်ဆိုတဲ့ထည့်စရာတစ်ခုပဲကျွန်တော်လုပ်ထားတာအဲ့တော့နောက်ထပ်ထည့်စရာတစ်ခုကျွန်တော်ထပ်ဖန်နေမယ်နာမည်ပေါ့နော်အမည်ပေါ့အဲ့တော့အမည်အဲ့ထည့်စရာတစ်ခုဖန်နေရဆိုတော့ပဲနှိပ်လိုက်မယ်ပြီးတော့ဒီမှာဒီဇက်ရုပ်တက်ပဲလို့ပြောမယ်အဲ့ဒီဇက်ရုပ်လေးနဲ့ပဲဆိုင်တယ်အမည်ကတော့အမည်ပေါ့နော်
မြည်ဆိုပြီးတော့ရဟုတ်လားအဲ့ဆိုရင်ဒီမှာအမြည်ဆိုတဲ့ variable လေးပေါ့နော်ဒီအမြည်ဆိုတဲ့ထည့်ကြရအောင်ခုထည့်ကြရတဲ့ခုထည့်ရလာအဲ့တော့အဲ့ဒီထည့်စရာကဘာလုပ်မလဲဆိုရင်ကျွန်တော်နောက်ကထပ်မေးအောင်မေးခွန်းနှစ်ခုထည့်မယ်ကျွန်တော်အဲ့တော့ဒီမှာကျတော့ကျွန်တော်နာမည်ဘယ်လိုခေါ်လဲဆိုပြီးမေးပြီးစောင့်မယ်အမည်ဘယ်လိုခေါ်လဲပေါ့နော်အမည်ဆိုတော့အမည်ဘယ်လိုခေါ်လဲအမည်ဘယ်လိုခေါ်လဲဒီဘယ်လိုခေါ်လဲဆိုပြီးတော့ကျွန်တော်တို့ကဒီမှာရမှတ်အပြင်ကိုနောက်ထပ်အမည်ဆိုတဲ့ထည့်ကြလေးရလာပြီနော်အဲ့တော့အမည်ကိုအဖြေထားမယ်အဲ့တော့ဒီမှာကျွန်တော်တစ်ခုသိရမှာကဒီမှာမေးခွန်းတစ်ခုရှိရနော်မေးခွန်းတစ်ခုရှိပြီးတော့ရတဲ့အဖြေကဒီအဖြေပဲဒီမှာလည်းနောက်ထပ်မေးခွန်းတစ်ခုရှိရတဲ့အဖြေကဒီအဖြေပဲအဲ့တော့သူကဘယ်လိုလဲဆိုတော့အဖြေကဒီလိုမျိုးတစ်ခုလဲဆိုရင်ပဲသူကနဲ့သူတစ်ဆင့်သွားတာပေါ့နော်အဲ့ဒါကိုသတိထားဟုတ်ပြီအဲ့တော့ကျွန်တော်တို့စမ်းကြည့်လိုက်မယ်ဗျာစမ်းကြည့်လိုက်မယ်ဆိုတော့အဲ့တော့စာရုပ်လေးကိုနှိပ်လိုက်မယ်ကန်ကောင်းလေးကိုနှိပ်လိုက်မယ်အဲ့ဒါဆိုတော့ဒီမှာအမည်ဘယ်လိုခေါ်လဲဆိုပြီးတော့ဒီမှာမေးတယ်နော်မေးပြီးတော့အမည်ကထားတော့ကန်ကောင်းပေါ့ကန်ကောင်းအမည်ကန်ကောင်းလို့ပြောလိုက်ရင်သူကပြောပြီးတော့ကျွန်တော်အတည်ပြုလိုက်ပါနော်အတည်ပြုလိုက်ရင်အမည်ကကန်ကောင်းဖြစ်သွားပြီနော်အဖြေကလည်းကန်ကောင်းပဲဟုတ်ပြီကျွန်တော်တို့ကနောက်ထပ်ချက်ချင်းတန်းရောက်လာတယ်အမှတ်ဘယ်လောက်ရလဲဆိုရဲဟိုဒါဘလော့ကိုတန်းရောက်သွားပြီတော့လေအဆင့်လိုက်သွားတော့အပေါ်ကအဆင့်လိုက်သွားတော့အမှတ်ဘယ်လောက်ရလဲဆိုတော့ချက်ချင်းတန်းပြီဟိုမှာ debut ကြတယ်အဲ့မှာကျွန်တော်တို့23ထားတော့23ဆိုပြီးတော့ okay အတည်ပြုလိုက်ရင်သူကြားတယ်ပေါ့ကန်ကောင်းကြားတယ်ပေါ့အဲ့လိုမျိုးဒီမှာကြားတယ်လို့ကျွန်တော်ရိုးရိုးမပြောချင်ဘူးဗျာအဲ့တော့ဒီကန်ကောင်းကြားတယ်ဆိုပြီးကျွန်တော်တို့ပြောချင်တယ်တဲ့မလားကန်ကောင်းဂုံလူနဲ့အောင်လဲကန်ကောင်းကြားတယ်ကန်ကောင်းအောင်တယ်ပေါ့နော်ကျွန်တော်အဲ့လိုမျိုးပြောချင်ကျွန်တော်ဘယ်လိုလုပ်ကြမလဲဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်ဒီစီမန်တွေကကျွန်တော်စီမန်ပေးရပါတော့နော်စီမန်တွေကဒီဟာလေးကိုသုံးမယ်ဒီကောင်လေးကိုသုံးမယ်အဲ့တော့အမှတော့ဒီလိုမျိုးတွေလိုက်ထည့်လိုက်မယ်အဲ့လိုမျိုးမဲ့တူပါပြီလို့အဲ့ဒီစကားပြောတဲ့ထိုင်အောင် log တဲ့ကိုကျွန်တော်လိုက်ထည့်လိုက်မယ်နော်အဲ့တော့ဒီမှာကျွန်တော်ကန်ကောင်းဆိုပြီးတော့ကျွန်တော်ဒီမှာပြောတယ်ကျန်တာအဲ့တော့ကန်ကောင်း sorry ကန်ကောင်းမို့ပေါ့နော်အဲ့ပေးလာတဲ့နာမည်ကိုအောင်နဲ့ကြားတယ်အဲ့လိုပြောတယ်ကျန်တာအဲ့တော့ပေးလာတဲ့နာမည်ကဘာလဲဆိုတော့အမည်ဆိုတဲ့ variable ဒီကောင်အဲ့အမည်ကဒါဆိုပထမဆုံးဟာကသူက40တဲ့နေတဲ့ဟာဆိုကြားတယ်ပေါ့နော်ကြားတယ်ကြားပါတယ်အဲ့ဆိုရင်အမည်နဲ့ကြားပါတယ်ကိုဆက်ပြီးတော့သူကပြောပေးပါဘောနော်အမည်နဲ့ဒါကျတော့ရိုးအောင်ပါတယ်ပေါ့ရိုးအောင်ပါတယ်ကောင်းလို့နဲ့အောင်ပါတယ်Okay အဲ့ဒါဆိုရင်ကျွန်တော်ဒီ program လေးကို run ကြည့်အောင်နော်အဲ့တော့ easy ရုပ်အနှိပ်ခံရတဲ့အခါမှာအမည်ဘယ်လိုခေါ်လဲမေးစောင့်ပြီးတော့ရတဲ့အဖြေကိုအမည်ဆိုတဲ့ထည့်ကြလေးကိုတိမ့်ထားလိုက်မယ်ပြီးတော့အမှတ်ဘယ်လောက်ရလဲဆိုပြီးသူကမေးမယ်မေးပြီးတော့ကျွန်တော်အဖြေရထည့်လိုက်ရင်ရတဲ့အဖြေကိုသူကဒီရမှတ်ဆိုတဲ့ထည့်ကြလေးကိုသူကတိမ့်လိုက်ပြီးရင်သူကရမှတ်ကိုဒီမှာစစ်မှာပေါ့နော်40ထက်
ငယ်သူကဒီဟာလေးကအလုပ်လုပ်ပါမယ်တကယ်လို့40မငယ်ဘူးဆိုရင်သူကကြော်သွားပြီးတော့ဒီကောင်အဆက်လုပ်လို့ဒီမှာစစ်မယ်ဒီဂျားထဲမှာရှိတယ်ဆိုရင်သူကဒီဟာကိုပြောမယ်တကယ်လို့အဲ့လိုမရှိဘူးဆိုရင်သူကအောက်ကိုပဲဆက်ဆင်းသွားတယ်နော်အဲ့လိုမျိုးပေါ့အဲ့တော့ကျွန်တော်စမ်းကြည့်အောင်အဲ့တော့ဒီဟာလေးကိုဖြောက်လိုက်မယ်ဗျာမျက်လုံးရှင်းအောင်လို့နော်ဒီမှာဘာမှမရှိတော့ရှင်းပဲဒီမှာကျွန်တော်ဒီပြတိုင်းနောက်ရုပ်လေးရှိပါတယ်အဲ့တော့ပြတိုင်းနောက်ရုပ်လေးကိုကျွန်တော်နှိပ်လိုက်ရင်သူကအမည်ဘယ်လိုခေါ်လဲဆိုပြီးတော့တော့မေးလိုက်မယ်အဲ့ဒီမှာကျွန်တော်ကထားပါတော့ထွန်းအမည်ဘယ်လိုခေါ်လဲဆိုတော့ထွန်းဆိုပြီးတော့တီးပြလိုက်တယ်အမှတ်ဘယ်လောက်ရလဲဆိုချက်ချင်းဆက်ပေးတယ်အမှတ်က45မှတ်ရတယ်အဲ့ဆိုရင်အတီးပြုတ်လိုက်ရင်သူကထွန်းရိုးအောင်ပါတယ်ရိုးအောင်တယ်နော်သူကအဲ့လိုပြောတယ်โอเคထပ်နေမယ်ဟုတ်ပြီအမည်ဘယ်လိုခေါ်လဲeco ဆိုပြီးတော့ရရမယ်နော် eco အမည်က eco ပြီးတော့ကျွန်တော်တို့ကအမှတ်ဘယ်လောက်ရလဲဆိုထပ်မေးအမှတ်ဘယ်လောက်ရလဲဆိုထပ်မေးတော့ကျွန်တော်တို့က88ပေါ့နော်88ရတယ်ထားလို့ပေါ့အတီးပြုတ်လိုက်တာ ਨੇ သူက eco ဂုဏ်လုံးနဲ့အောင်ပါတယ်ဆိုပြီးသူကလို့ပြောတယ်အဲ့တော့ဒီမှာဆက်နေတယ်နော်eco နဲ့ဂုဏ်လုံးနဲ့အောင်ပါတယ်ဆက်နေအဲ့လိုမဆက်ချင်ကျွန်တော်တို့အဲ့စလုံးရဲ့အရှိမှာဒီအရှိလေးတွေမှာကျွန်တော်တို့ space bar လေးရိုက် space လေးရိုက်ထည့်ပေးလိုက်အဲ့ဆိုရင်နော်အဲ့ဆိုဘောနော်မဆက်တော့ဘူးဒီမှာ color လေးတစ်ခု space လေးတစ်ခုထားပေးလိုက်โอเคအဲ့ဒါဆိုရင်ကျွန်တော်စုမြေဘယ်လိုခေါ်လဲဆိုစုအမည်ကစုအဲ့တော့အဖြေကစုလေးဝင်ပါမယ်အမည်လေးကိုစုဝင်ပါမယ်ပြီးတော့အမှတ်ဘယ်လောက်ရလဲကျွန်တော်တို့40ဆိုရင်အတီးပြုတ်လိုက်စုရိုးအောင်ပါတယ်အဲ့လိုမျိုးသူကဒါကြတော့စာကြောင်းလေးပါသူဆက်ပေးတာပါနော်အမည်ပြီးရင်ဒီခုနရိုးအောင်ပါတယ်ဆိုတော့စာတန်းတန်းလာတာအဲ့လိုမျိုးလေးတွေလည်းတုံးလို့ရတယ်အဲ့တော့စမ်းကြည့်ပါအောင်နော်ဒီဟာလေးကိုအဆင်ပြေလားဒီကြရင်မို့အဆင်ပြေလားမသိဘူးလိုက်လောက်တာလေဟုတ်ပြီလေဆရာနားလေလားမသိဘူးအလုပ်လုပ်တဲ့ပုံလေနားလဲဟုတ်သူနဲ့ line လဲကောင်းတယ်ဟုတ်အဲ့ဆိုရင်ကလေးတွေကိုရှင်းပြမယ်ဆိုရင်တော့ confident ရှိရှင်းပြနိုင်မှာမလားဟုတ်ကဲ့ဟုတ်ဘယ်လိုသုံးရလဲဆိုတော့โอเคအဲ့ဆိုရင်ကျွန်တော်နောက်ထပ် program တစ်ခုပေါ့နော်နောက်ထပ် program တစ်ခုကကျတော့ကျွန်တော်အပေါင်းအုံမြောက်စားလေးဖြစ်မယ်အပေါင်းအုံမြောက်စားကျတော့သူကကျွန်တော်လောလောဆယ်အပေါင်းပေါ့နော်အပေါင်းကိုပဲကျွန်တော်လုပ်ကြည့်မယ်ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော် program အသစ်တစ်ခုထပ်ရေးမယ်နော်အဲ့တော့ဒီ program လေးကိုတော့ကျွန်တော်လောလောဆယ်တင်လိုက်ဒါကတင်လိုက်မယ်တင်ပြီးတော့ကျွန်တော်နောက်ထပ် program တစ်ခုထပ်ဒီထားတော့ကျွန်တော်ဒီ example ကိုပဲပြန်လုပ်ပါဗျာ example ထဲမှာပဲကျွန်တော်နောက်တစ်ခုပြစ်တိုင်းနောက်လေးမဟုတ်ဘဲနဲ့တခြားကောင်းရပါတော့ဒါပြစ်တိုင်းနောက်လေးကကျတော့သူကဘယ်လိုပြောမလဲပြစ်တိုင်းနောက်လေးကသူကအမှတ်မေးပြီးတော့အဖြေ online ကြလာပြောပေးတဲ့ program လေးပေါ့နောက်ထပ်ဒီစက်ရုပ်လေးတစ်ခုထည့်လိုက်မယ်သူကကျတော့ထားပါတော့ဗျာဒီဝဝင်လေးပေါ့နော်ဝဝင်လေးကကျတော့ဝဝင်လေးကိုနှိပ်လိုက်ရင်ဝဝင်လေးကိုနှိပ်လိုက်ရင်ဆိုတော့ e ဇက်ရုပ်အနှိပ်ခံရတော့အခါပေါ့နော် e ဇက်ရုပ်အနှိပ်ခံရတော့အခါကျွန်တော်တို့ကဘာလုပ်မှလဲဆိုတော့သူကဒီကြပန်းကဏ္ဍနှစ်ခုသူပေါင်းပြီးတော့အဖြေမှန်မမှန်သူပြောခိုင်းမှာပါနော်ကြပန်းကဏ္ဍအဲ့တော့
ဂျပန်ကဏ္ဍနှစ်ခုဟိုဆိုတော့ဘာနဲ့ပါပေါင်းရင်ဘယ်လောက်ရလဲပေါ့နော်အဲ့လိုမျိုးဆိုတော့ကျွန်တော်ထည့်စရာနောက်ထပ်နှစ်ခုထပ်လုပ်မယ်အဲ့တော့ထည့်စရာတစ်ခုလုပ်မယ်ဒါကဏ္ဍ1ပေါ့နော်ပထမကဏ္ဍပေါ့ဘာမှလုပ်ရတော့ပထမကဏ္ဍသူကဒီဇာတ်ရုပ်တစ်ခုလည်းတော့ပဲဒီဝုံလေးနဲ့ပဲဆိုင်နေမှာနော်ဒီကဏ္ဍလေးကဒီထည့်ရလေးကပြီးရင်ဒုတိယကဏ္ဍโอเคအဲ့ဆိုရင်တော့ဘာလုပ်မှာဆိုတော့ဒီဇာတ်ရုပ်လေးအနှိမ့်ခံရတယ်ပထမကဏ္ဍနဲ့ဒုတိယကဏ္ဍကိုဒီ random တန်ဖိုးတွေကျွန်တော်ထည့်မယ်တော့ဒီက1ကနေ30 1ကနေ50ကြာပါနော်1ကနေ50အကြာ1ကနေ50အကြာ sorry 50မရပါ50သူကအဲ့စက်ရုပ်လေးအနှိမ့်ခံနဲ့ပထမကဏ္ဍပေါ့နော်ဒီမှာပထမကဏ္ဍကိုသူက1ကနေ50ကြာဂျာဗန်ကဏ္ဍတစ်ခုထားလိုက်မယ်ဒုတိယကဏ္ဍကိုကျတော့ကျွန်တော်50ကနေပြီးတော့100ကြာပေါ့နော်50နဲ့100ကြာဂျာဗန်ကဏ္ဍတစ်ခုထားလိုက်မယ်ပြီးတော့ကျွန်တော်ကဘာလုပ်မှလဲဆိုတော့ဒီပထမကဏ္ဍနဲ့ဒုတိယကဏ္ဍပေါင်းရင်ဘယ်လောက်ရလဲပေါ့နော်အဲ့လိုမျိုးမေးပါအဲ့တော့ကျွန်တော်ထောက်လန်းကိုသွားမယ်ဒီဟာပဲသုံးမယ်အဖြေရက်ထည့်ခိုင်းပါကျွန်တော် screen share ရတယ်မလား hello မရှင်းထားတော့ဩမရှင်းနိုင်ပြောလေဗျာကျွန်တော်အားရပြောတော့ sorry တိတ်နေတယ်ကြီးရက်ဆက်တာပါဆရာမတို့ရေ okay ကျွန်တော်တို့ကဒီမှာဝက်ဝင်လေးတစ်ခုနောက်ထပ်ဇာတ်ရုပ်တစ်ခုထပ်ခေါ်လိုက်တယ်နော်အခုပြန်ရပြီလားမသိဟုတ်okay အဲ့တော့ကျွန်တော်တို့ကဒီမှာဝက်ဝင်လေးတစ်ခုထပ်ခေါ်လိုက်တယ်ဗောနော်ထပ်ခေါ်လိုက်ပြီးတော့ဒီမှာသူ့အတွက်ထည့်စရာနှစ်ခုဖန်နေလဲထည့်စရာနှစ်ခုကဘာလဲဆိုတော့ပထမကဏ္ဍရဲ့ဒုတိယကဏ္ဍရဲ့ထည့်စရာနှစ်ခုကျွန်တော်ဖန်တီးလိုက်တယ်ဖန်တီးပြီးတော့ဒီပထမကဏ္ဍကိုကျတော့ကျွန်တော်ဒီမှာဗောနော်1ကနေ50အကြာဂျာဗန်ကဏ္ဍတစ်ခုထားလိုက်မယ်ဒုတိယကဏ္ဍကို50နဲ့100ကြာဂျာဗန်ကဏ္ဍတစ်ခုထားလိုက်မယ်နော်ပြီးတော့နာမည်ဘယ်လိုခေါ်လဲ maybe စောင့်မဟုတ်တော့သူကဘယ်လိုပြောမလဲဆိုတော့ဒီမှာစီမံအောင်တော့မယ်နော်သူကကျွန်တော်ဒီလိုမျိုးဆက်လိုက်မယ်အဲ့တော့ပထမကဏ္ဍဒီမှာနဲ့အဲ့တော့ပထမကဏ္ဍနဲ့ပြီးရင်ဒုတိယကဏ္ဍပထမကဏ္ဍနဲ့ဒုတိယကဏ္ဍဒီမှာပေါင်းရင်ဘယ်လောက်ရမလဲဆိုတော့ပေါင်းရင်ဘယ်လောက်ရမလဲအဲ့လိုနော်ဒီရှင်းမှာလည်း space တွေထည့်ပေးလိုက်မယ်ဒါဆိုရင်ဒီ program လေးကိုနားလည်မှာပြီပထမကဏ္ဍနဲ့ဒုတိယကဏ္ဍပေါင်းရင်ဘယ်လောက်ရမလဲအဲ့တော့ဒီမှာဆက်လိုက်တာပေါ့နော်ဒီအဲ့လိုမျိုးခါလေးဆက်လိုက်တာအဲ့တော့ဒီမှာသူကအဲ့လိုဖြစ်သွားမယ်အဲ့တော့ဒီကအမေးတော့ရတဲ့အဖြေကိုကြတော့သူကကျွန်တော်တို့အဲ့မှာရက်ထည့်လိုက်ရင်အဖြေတွေဝင်သွားပါလိမ့်ထောက်လန်းတဲ့အဖြေတွေဝင်သွားလိမ့်မယ်ဒီအတုံးလေးကြောင့်ဒီအချက်လေးကြောင့်မေးလိုက်တဲ့မေးခွန်းမှာရိုက်ထည့်တဲ့အဖြေကဒီအဖြေတွေကိုရောက်
အဲ့တော့အဲ့အဖြေကိုကျွန်တော်တိုက်မှာဘယ်လိုတိုက်မလဲဆိုတော့စီမံနဲ့ကိုသွားမယ်အဲ့တော့ပထမနဲ့ဒုတိယနဲ့ပေါင်းပါပေါ့နော်ပထမနဲ့ဒုတိယနဲ့ပေါင်းမယ်ပထမနဲ့ဒုတိယပေါင်းပြီးတော့ညီလားမညီလားစစ်မယ်ပထမနဲ့ဒုတိယပေါင်းတာကအဖြေနဲ့ညီတာမှန်ရင်အကယ်၍ပေါ့နော်အကယ်၍ပထမကဏ္ဍဒုတိယအပေါင်းပထမကဏ္ဍအပေါင်းဒုတိယကဏ္ဍကအဖြေနဲ့ညီတာမှန်ရင်အဖြေမှန်ပါတယ်ဆိုပြီးပြောမှာနော်ပြန်ပြန်လို့သွားဒီမှာဖြေမှန်ပါတယ်အဖြေမှန်ပါတယ်ဆိုပြီးတော့ပြောမှာတကယ်လို့များမှားရင်ပေါ့နော်ကျွန်တော်တို့အမှတခုလုပ်လို့ရတာဘာလုပ်လို့ရလဲဆိုတော့ဒီ if ကိုအကယ်၍ကိုမသုံးဘဲနဲ့အကယ်၍မဟုတ်ပါကိုသုံးမယ်နော်အကယ်၍မဟုတ်ပါကဒီမှာသုံးမယ်အကယ်၍ပထမကဏ္ဍဒုတိယကဏ္ဍပထမကဏ္ဍအပေါင်းဒုတိယကဏ္ဍညီမျှခြင်းအဖြေအဲ့ဒါမှန်တယ်ဆိုရင်အဲ့ဒီဟာမှန်အဖြေမှန်ပါတယ်ဆိုပြီးတော့ပြောမယ်မဟုတ်ဘူးကမဟုတ်ပါကအဖြေမှားပါတယ်ပေါ့နော်အဖြေမှားပါတယ်ကဲအဲ့ဒါဆိုရင်ကျွန်တော်ဒီမှာ program လေးကနှစ်ခုဖြစ်သွားပြီပေါ့နော်အဲ့တော့ကျွန်တော်ဝက်ဝံလေးကိုနှိပ်ကြအောင်အရှာမပြတ်လားနော်29နဲ့ဒီကောင်ကကိုယ်နေနော်ဒီကောင်လေးကိုကျွန်တော်အဲ့ဒါပေါ့ဒီထည့်ရအောင်သွားမယ်ဟို29နဲ့84ပေါင်းရင်ဘယ်လောက်ရလဲအဲ့ကျွန်တော်တို့ကရိုက်ထည့်မယ်29နဲ့84ပေါင်း88ရတယ်ထားပါတော့တော်တယ်မလားကျွန်တော်ဖြေတာ88ရတယ်မြန်နော်တော့88ရတယ်ဆိုတော့ကျွန်တော်အတီးပြုတ်ပြလိုက်ရင်တော့အဖြေမှားပါလားဆိုပြီးပြန်ပြောခဲ့တယ်လားနော်နောက်တော့ထပ်နေမယ်သူဒီမှာ41နဲ့53ပေါင်းရင်ဘယ်လောက်ရမလဲအဲ့တော့ကျွန်တော်တို့က41နဲ့53ဆိုတော့90နဲ့4ပေါ့နော်94ဆိုရင် okay 94ဒီမှာ94နော်ဒီမှာအမှန်ဒီပြုတ်လိုက်ရင်အဲ့တော့အဖြေမှန်ပါတယ်ပေါ့နော်သူအဲ့လိုပြောပေးအဲ့တော့ဒီလို program လေးကိုလည်းရေးတက်မလားမသိဘူးရေးကြည့်ပါဦးအချိန်9မိနစ်ပေးမယ်9မိနစ်ပေးရင်တော့ကျွန်တော်တော်ပြီပေါ့ဗျာဒီနေ့တော့ဟုတ်မရဘူးဆိုရင်အိမ်သားပါနော်ဒီဆရာမတို့လည်း2ယောက်ပဲ join တယ်ကျန်တဲ့လူတွေကကိုချမ်းမြေ့ရလဲကိစ္စရှိလို့တယ်ဆိုမတက်ဖြစ်ဘူးတရားမေးစရာရှိတော့ဟုတ်ကဲ့စိတ်ထားပြီးတော့လေပြန်ဖွင့်လို့မရဘူးကိုစိတ်ထားတဲ့ဖိုင်ရလေဟုတ်အဲ့ဒါဘာဖြစ်လို့လဲမသိဘူးပြန်ဖွင့်လို့မရဘူးကျွန်တော်လည်းအဲ့ဒါခုနကတော့ရေးထားတယ်ဟုတ်အဲ့ဒါဘာဖြစ်လို့ပြန်ဖွင့်လို့မရလဲအဲ့ဒါ back ဖြစ်လိမ့်မယ်ကျွန်တော် developer ကိုတစ်ချက်မေးကြည့်လိုက်မယ်နော်တိတ်ကျွန်မကိုဘယ်ကနေဆွဲထားလဲ Play Store ဆွဲထားလဲဟာပဲလားဟုတ်ကဲ့ဟုတ်okay ပါအဲ့ဒါကျွန်တော်ဒီလိုလိုက်မယ်အဲ့လိုမျိုးကျွန်တော်လုံးဝအစ်စ်ကိုကျွန်တော် crew ထဲပို့ပေးမယ်developer နောက်ဆုံးလုပ်ထားတဲ့ဟာလေအဲ့ကောင် try ကြည့်ပေါ့အဲ့ကောင်လည်းအဲ့လိုဖြစ်တယ်ဆိုရင်ဟုတ်ကျွန်တော်တော့မျိုးထပ်စင်စားတာပေါ့နော်